ငွေမျိုးနွယ်စုရဲ့ပြင်းကြီးလာတဲ့ဒုတိယသမီးအီဝန်ကတော့ကြင်ကြံခြင်းမလုပ်ဘဲဂူထဲမှာအိပ်ရလဲနေပါတယ်အဖေဖြစ်သူအီယန်ကဂူထဲကိုဒေါသတကြီးဝင်လာပြီးအီဝန်ကိုအိပ်ပုတ်ကြီးလွန်းလို့ဝက်လာလို့တောင်ဟောင်းမောက်လိုက်ပါတယ်အီဝန်ကတော့အဖေဆူနေတာကိုဂရုမစိုက်ပဲပေါ့ပေါ့ပါပါပဲပြန်ပြောနေခဲ့ပါတယ်အဖေဖြစ်သူအီယန်ကအီဝန်အတွက်ကြင်ကြံဖို့ယောက်ျားလေးတွေကိုအလင်းရောင်ရုပ်ပုံတွေနဲ့ပြသပေးလိုက်ပါတယ်အီယန်ကဒီယောက်ျားလေးတွေရဲ့စွမ်းရည်နဲ့အားသာချက်တွေကိုချီးမွမ်းပြီးပြောပြနေပေမဲ့အီဝန်ကတော့ရုပ်ဆိုးလွန်းနေဆိုပြီးတယောက်မှမကြိုက်ဖဲအကုန်လုံးကိုညှင်းပယ်လိုက်ပါတယ်သမီးဖြစ်သူကကြင်ကြံဖော်ရွေးတာကိုအကြောင်းမျိုးမျိုးပြပြီးညင်းနေတာကြောင့်အီယန်ကအရန်ဒေါသထွက်သွားပါတယ်။အီယန်ကအီဝန်ကိုအိယာပေါ်ကနေအတင်းဆွဲထုတ်ပြီးဂူပြင်ဘက်ကိုမောင်းထုတ်လိုက်ပါတယ်။ကြင်ကြံဖော်ရမှဂူထဲကိုပြန်လာခဲ့တော့လို့အီယန်ကထပ်မံသတိပေးလိုက်ပါတယ်။ဂူအပြင်ဘက်တစ်တော်ထဲမှာလမ်းလျှောက်နေတော့အီဝန်ကတန်လိုက်လိုရဟန်းနဲ့တစ်မျိုးကိုရလိုက်ပါတယ်။စမ်းချောင်းအနီးကကြောက်တုံးပေါ်မှာဒဏ်ရာတွေနဲ့လဲကျနေတဲ့အနက်ရောင်ငွေငယ်လေးတစ်ကောင်ကိုအီဝန်တွေ့ရှိသွားပါတယ်။ဒဏ်ရာတွေရထားပေမဲ့ငွေငယ်လေးရဲ့အကြေးခွန်တွေကလှပနေတာကိုအီဝန်သတိပြုမိလိုက်ပါတယ်။အီဝန်ကဒဏ်ရာရထားတဲ့မွေငယ်လေးကိုတနာသွားပြီးဂူထဲကိုတဲဆောင်လာခဲ့ပါတယ်။အီဝန်ကမွေငယ်လေးရဲ့ဒဏ်ရာတွေကိုဆေးလူပေးပြီးပတ်တီးတွေကိုတေချာစစ်စစ်ဆက်ဆက်စီးပေးလိုက်ပါတယ်။ဆေးကနာမှာမို့လို့တီးခံပါဆိုပြီးတော့လဲမွေငယ်လေးကိုကျဉ်းနာစွာပြောပေးခဲ့ပါတယ်။မီးပုံဘေးမှာထိုင်ရင်းအီဝန်ကကြက်กินတဲ့အသားတုံးတွေကိုမွေငယ်လေးကိုခွဲဝေကျွေးမွေးလိုက်ပါတယ်။မွေငယ်လေးကိုဖြည်းဖြည်းချင်းစားဖို့နဲ့နောက်မှတစ်တီးတွေတွားကူးပေးမယ်လို့အီဝန်ကပျော်ရွှင်စွာကတိပေးခဲ့ပါတယ်။မွေငယ်လေးကိုသူ့ရဲ့အနီးကပ်အဖော်မွန်းအဖြစ်တန်ရောစင်တွေ့လာခဲ့ပါတယ်။မွေငယ်လေးရဲ့ဒဏ်ရာတက်တာလာအောင်အီဝန်ကမွေပုံစံပြောင်းပြီးပတ်ခွေကပူးတွဲကျင့်ကြံပေးလိုက်ပါတယ်။ဒါပေမဲ့မနက်မိုးလင်းတဲ့အခါလူပုံစံပြန်ပြောင်းသွားတဲ့အီဝန်ကဘိုက်ထဲကပြင်းထန်စွာနာကျင်လာတာကိုခံစားလိုက်ရပါတယ်။အီဝန်ကသူ့မှာကိုဝင်ရရှိသွားပြီဆိုတာကိုသိရှိသွားပြီးထိတ်လန့်သွားပါတယ်။ညဘက်မှာအီဝန်ကအားနေပြီးအိပ်ပျော်နေတဲ့မွေငယ်လေးလောင်ဟန်ကိုအစိမ်းရောင်ဝိညာဉ်ဆေးပြားတွေနဲ့အတူကြောက်တုံးပေါ်မှာတင်ထားခဲ့တဲ့အီဝန်ကတောင်းပန်ပြီးဒီမှာပဲလမ်းခွဲကြရအောင်လို့ဝမ်းနည်းစွာပြောကစွန့်ပစ်ပြီးထွက်သွားခဲ့တယ်။အမှန်တော့ဒီမွေငယ်လေးဟာရှေးဟောင်းနဂါးဘရင်လောင်ဟန်ဖြစ်နေပါတယ်။အီဝန်ထွက်သွားပြီးနောက်လောင်ဟန်ကရွှေရောင်မျက်လုံးတွေကိုဖွင့်လိုက်ပြီးခန္ဓာကိုယ်ကနေမီးခိုးတွေထွက်ပေါ်လာခဲ့ပါတယ်။သူ့ကိုစွန့်ပစ်သွားတဲ့အီဝန်ကိုကဘာမြေနဲ့လိုက်လံရှာဖွေမယ်လို့လောင်ဟန်ကဒေါသတကြီးတစ္ဆာဆူလိုက်ပါတယ်။ငွေမျိုးနွယ်စုရဲ့အခမ်းမကြီးထဲမှာအဖေအီယန်နဲ့လူကြီးမင်းတွေစိုးရိမ်တကြီးစကားပြောနေကြပါတယ်။တကိုးကြီးတဲ့နဂါးဘရင်လောင်ဟန်ကသူ့ကိုပြစ်မှားခဲ့တဲ့သူကိုလာရောက်ရှာဖွေနေတာကြောင့်ဖြစ်ပါတယ်။မိသားစုတွေကမြည်သူများပြဿနာမရှာထားဖို့အီယန်ကမျှော်လင့်ရင်းစိုးရိမ်နေခဲ့ပါတယ်။အခမ်းမထဲမှာဒူးထောက်နေတဲ့အီဝန်ကလူပုံစံရောက်နေတဲ့လောင်ဟန်ရဲ့ရုပ်ရည်ကိုမောကြည့်လိုက်ပါတယ်။လောင်ဟန်ရဲ့ရုပ်ရည်ဟာသူကဲတင်ခဲ့တဲ့မွေငယ်လေးနဲ့အရန်တူနေတာကိုအီဝန်သတိပြုမိသွားပါတယ်။အီဝန်ကလောင်ဟန်ရဲ့အစ်စ်အမှန်မဟာနဂါမင်းမှုကိုတည်သွားပြီးကြောက်လန့်ကပုံကွယ်နေခဲ့ပါတယ်။လောင်ဟန်ကလူအုပ်ကြီးကိုလိုက်လံကြည့်ရှုနေချိန်မှာမမကြီးအီယောင်ကရှေ့ကိုထွက်လာခဲ့ပါတယ်။အီယောင်ကသူကိုယ်တိုင်ပဲတစ်တော်ထဲမှာလောင်ဟန်ကိုကဲတင်ခဲ့တာပါလို့လိန်ညာပြီးဝန်ခံလိုက်ပါတယ်။အီယောင်ရဲ့လောဘကြီးတဲ့လိန်ညာမှုကိုတွေးလိုက်ရတဲ့အီဝန်ကတော့အံ့အားသင့်သွားပါတယ်။အီယောင်ရဲ့စကားကိုကြားပြီးနောက်လောင်ဟန်ကငွေမျိုးနွယ်စုတမိသားစုလုံးကိုနဂါးနန်းတော်သို့အတူလိုက်ပါခဲ့ဖို့အမိန့်ပေးလိုက်ပါတယ်ဒီလိုတမိသားစုလုံးလိုက်ရမှာဖြစ်လို့အီဝန်ကတော့သူ့ရဲ့လျှို့ဝှက်ကိုဝင်ကြောင်းပေါ်ပေါက်သွားမှာကိုစိုးရိမ်ပြီးထိတ်လန့်သွားပါတယ်ဒါပေမဲ့လောင်ဟန်ရဲ့အမိန့်အတိုင်းနဂါးနန်းတော်သို့တမိသားစုလုံးလိုက်ပါသွားကြရပါတော့တယ်လောင်ဟန်ရဲ့စင့်ခေါ်မှုကြောင့်ငွေမျိုးနွယ်မိသားစုကကဲတင်ရှင်ဖြစ်ဟန်ဆောင်ဖို့အကွက်ဆင်ကြပါတယ်ခမ်းမထဲမှာအီယန်ကညွှန်ကြားနေပြီးအီယောင်ကတော့မှန်ထဲမှာကြည့်နေပါတယ်လောင်ဟန်ကတတိမရခဲ့တာမို့သူ့မျက်နှာကိုမှတ်မိမှာမဟုတ်ဘူးလို့အီယောင်ကဆိုပါတယ်အီယောင်တယောက်ယုံကြည်မှုအပြည့်နဲ့ကဲတင်ရှင်ဟန်ဆောင်ဖို့ပြင်ဆင်နေပါတယ်အီဝန်ကစင့်ခေါ်မှုကိုစိုးရိမ်နေပြီးကိုဝင်ပေါ်သွားမှာကိုကြောက်ရွံ့နေပါတယ်အစိမ့်လူရောင်ဝစ်စုံနဲ့အီဝန်ကလက်တွေကိုတင်းတင်းဆုပ်ပြီးစိုးရိမ်နေပါတယ်ဘေးဒုက္ခမရောက်အောင်ဘာသာမှမထွက်ပဲငြိမ်ငြိမ်လေးနေဖို့စိတ်ထဲကကြံ့ရွယ်နေပါတယ်မိခင်ဖြစ်သူကအားလုံးကိုတွားဖို့တိုက်တွန်းချိန်မှာပဲမိုးတိမ်တွေကြားကနေရွှေရောင်နဂါးရထားလုံးဆင်းသက်လာပါတယ်နဂါးရုပ်တုတွေနဲ့အလှဆင်ထားတဲ့အဲ့ဒီရထားလုံးကြီးကတိမ်လေကားထက်မှပလောပလောပြန်တန်းနေပါတယ်ရွာသားတွေကနဂါးနန်းတော်ရဲ့ရထားလုံးကိုမြင်ပြီးအံ့ဩချီးကျူးနေကြပါတယ်ငွေမျိုးနွယ်မိသားစုရထားလုံးစီရှောက်သွားကြချိန်မှာအီဝန်ကအနောက်ဆုံးကနေတတိထားပြီးလိုက်ပါလာပါတယ်အီဝန်ကအပြာရောင်အထုပ်ကိုတင်းတင်းကြပ်ကြပ်ပိုက်ထားပါတယ်နဂါးနန်းတော်မှာစကားအပြောဆိုတတိထားကြဖို့အီယန်ကမိသားစုကိုတတိပေးနေပါတယ်လောင်ဟန်ရဲ့တတိထားမိခြင်းမခံရအောင်အီဝန်ကတင်းမာစွာနဲ့တတိထားနေပါတယ်ပြန်တန်းနေတဲ့ရထားလုံးထဲမှာအီဝန်ကပြတင်းပေါက်ကနေတိမ်ပင်လယ်ကိုငေးကြည့်နေပါတယ်ဘိုက်ကိုအသားရကိုင်းရင်နန်းတော်ကစွမ်းအင်တွေကကလေးအတွက်အာဟာရရနိုင်မယ်လို့အီဝန်စဉ်းစားမိပါတယ်ခမ်းနားလာတဲ့နဂါးနန်းတော်စီရောက်ရှိသွားတဲ့အခါအီဝန်ကဘေးပတ်ဝန်းကျင်ကိုတတိထားပြီးကြည့်ရှုနေပါတယ်လုံခြုံရေးတင်းကျပ်လွန်းတာကြောင့်ထွက်ပြေးဖို့လမ်းကြောင်းနဲ့လျှို့ဝှက်ပုံအောင်နိုင်မယ့်နေရာကိုစတင်စဉ်းစားပါတယ်တဘာဝစွမ်းရည်နှဲပါတဲ့ထောင်စုံတစ်ခုမှာလျှို့ဝှက်မန္တလာစိုက်ထူပြီးမိမိကိုယ်ကိုဖုံးကွယ်ထားဖို့အီဝန်အစီအစဉ်ဆွဲနေပါတယ်အပြာရောင်ဝစ်စုံဝစ်အဆောင်တွေရောက်လာပြီးခုံမထိုင်နေတဲ့အီဝန်ကိုချင်းဝေးနန်းဆောင်မှာတမျက်စီးလဲတဲ့အစီခံအဖြစ်ရွေးချယ်လိုက်ပါတယ်ဒါဟာလောင်ဟန်ရဲ့တိုက်ရိုက်အမိန့်ဖြစ်တာကြောင့်အထုပ်ပိုက်ထားတဲ့အီဝန်အံ့ဩသွားပါတယ်အီဝန်ကိုရွေးချယ်တာကိုအီယောင်ကမကြည်မနှက်ဖြစ်ပြီးကန့်ကွက်လိုက်ပါတယ်ဒါပေမဲ့အဆောင်ကဒါဟာလောင်ဟန်ရဲ့အတိအကျအမိန့်ဖြစ်တယ်လို့အတီးပြုပြောဆိုပါတယ်ဖခင်ဖြစ်သူအီယန်ကတိတ်ဆိတ်စွာကြည့်နေပြီးအီယောင်ကတော့မနာလိုမကြည်မနှက်ဖြစ်နေပါတယ်အဆောင်ရဲ့ပြတ်သားတဲ့အကြောင်းပြန်မှုကြောင့်အီယောင်ငြိမ်ကျသွားပါတယ်
E1 ကတစ်သားအိတ်ခမ်းထဲသို့အပြာရောင်အထုပ်ကိုပိုက်ပြီးဝင်လာပါတယ်။အဆောင်တွေကအခန်းကိုတန်ရှင်းရေးလုပ်ပြီးချင်းဝေးနန်းဆောင်စီသွားဖို့မှာကြားလိုက်ပါတယ်။ E1 ကခေါင်းညိတ်လက်ခံလိုက်ပြီးမိမိရဲ့လျှို့ဝှက်ပစ္စည်းတွေကိုလုံခြုံအောင်ဝတ်ထားဖို့ပြင်ဆင်ပါတယ်။ E1 ကအခန်းတကားပိတ်လိုက်ပြီးကတင်အောက်ကတစ်တာထဲမှာလင်းလက်နေတဲ့နဂါးဦးနှလုံးကိုဂယုတစိုက်ထည့်လိုက်ပါတယ်။နဂါးမင်းကြီးရဲ့နန်းတော်ထဲမှာနဂါးအရှိန်ဝါတွေရှန်ထွက်မသွားအောင်အင်းစာရွက်တွေနဲ့တစ်တာကိုတေချာပိတ်ဖုံးလိုက်ပါတယ်။ဦးလေးတွေကိုလည်းငြိမ်ငြိမ်လေးနေဖို့နဲ့စွမ်းအင်တွေမထွက်စေဖို့တိုးတိုးလေးမှကြားရင်စိုးရိမ်တကြီးဝတ်ထားလိုက်ပါတယ်။အဆောင်တွေက E1 ကိုချင်းဝေးနန်းဆောင်ရှိခေါ်ဆောင်လာကြပါတယ်။နန်းဆောင်ရှိမှာအဆောင်တွေက E1 ကိုငြိမ်ငြိမ်စိတ်စိတ်နေဖို့တမျက်စီးလဲဖို့နဲ့လက်ဖက်ရည်တေချာဆက်သက်ဖို့စီကံတွေမှကြားကြပါတယ်။ E1 ကအမိန့်အတိုင်းလှုပ်ဆောင်ဖို့တာဝန်ယူပြီးခေါင်းညိတ်လက်ခံလိုက်ပါတယ်။ E1 ကရာသီဥတုတာရတဲ့ရေပြင်နားမှာတမျက်စီးအကြီးကြီးကိုကင်ပြီးတရွက်ချောက်တွေကိုလှဲရင်းမကြေမနက်ညီးတွားနေပါတယ်။အိမ်မှာဆိုရင်အေးဆေးအိတ်ဆက်နေရမှာကိုအခုတော့အခကြေးငွေမရတဲ့အလုပ်ကျန်းလုပ်နေရတယ်လို့စိတ်တူနေပါတယ်။ပြင်းကြီးတဲ့သူ့အတွက်ဒီလိုတမျက်စီးလဲရတာဟာတကယ်ကိုစိတ်ပျက်စရာကိစ္စဖြစ်နေပါတယ်။လောင်ဟန်ကသတင်းပေါက်ကလန့်ကနောက်ကနေ E1 ကိုစောင့်ကြည့်နေပါတယ်။ E1 ကဘလောက်အထိရိုးသားခြင်းအောင်ဆောင်နိုင်မလဲဆိုတာကိုလောင်ဟန်ကသဘောကျစွာကြည့်နေပါတယ်။ E1 ကတမျက်စီးလဲရင်းမြေကြီးပေါ်မှာရုပ်ပုံတွေရှောက်ဆွဲနေသလိုတစ်ပင်အောက်မှာပုံပြီးမုံစားနေပါတယ်။လက်ဖက်ရည်ခွက်ကိုတွားပိုးတဲ့အခါမှာလဲလောင်ဟန်နဲ့တိုက်ရိုက်မဆုံကျင်တာကြောင့်ခွက်ကိုမြ мян ချထားပြီးချက်ချင်းထွက်ပြေးသွားပါတယ်။လောင်ဟန်နဲ့ရင်ဆိုင်ရမှာကိုကြောက်ရွံ့တာကြောင့်တာဝန်တွေကိုခက်မြန်ပဲပြီးအောင်လုပ်နေပါတယ်။ E1 ကတစ်သားတိုင်ကိုမှီပြီးပန်းသီးစားရင်စိတ်အေးလက်အေးနေထိုင်ပါတယ်။ဂူထဲမှာတွေ့ဆုံတုန်းကလောင်ဟန်ရဲ့မျက်စိတွေဝေဝါးနေခဲ့တာမို့သူ့မျက်နှာကိုမှတ်မိမှာမဟုတ်ဘူးလို့ E1 စဉ်းစားနေပါတယ်။ညဘက်ရောက်တဲ့အခါတစ်တာထဲကနဂါးဦးနှလုံးကွဲအပ်သွားပြီးချစ်စရာကောင်းတဲ့အမွှားနဂါးပေါက်လေးတွေမွေးဖွားလာကြပါတယ်။ E1 ကနဂါးအကြေးခွန်အမဲရောင်နဲ့ဥချိုသေးသေးလေးတွေပါတဲ့ကလေးလေးဂျူးဂျူးနဲ့မီမီတို့ကိုကြည့်ပြီးအယမ်းဝမ်းသာသွားပါတယ်။သူ့ရဲ့ကလေးလေးတွေကိုနဂါးနန်းတော်ထဲမှာဘေးကင်းအောင်မွေးမြူသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ E1 ကတစ်တာထဲကပန်းရောင်ဥချိုပါတဲ့အနက်ရောင်နဂါးပေါက်စလေးနှစ်ကောင်ကိုမေးကြည့်နေခဲ့တယ်။ငွေတွေမှာခြေလက်နဲ့ဥချိုတွေမပေါက်သင့်ဘူးလို့သူမကအံ့ဩထိတ်လန့်စွာအော်ဟစ်လိုက်တယ်။ကလေးတွေမှာဥချိုနဲ့ခြေလက်တွေပါလာတာကြောင့်မြင့်မြတ်တဲ့နဂါးရင်သွေးတွေဖြစ်ကြောင်းသူမသိသွားတယ်။ဒါကြောင့် E1 ကတော်တော်လေးထိတ်လန့်သွားခဲ့တယ်။ E1 ကနဂါးကလေးတွေကိုအတန်မထွက်ဖို့နဲ့နဂါးစွမ်းအားတွေမလွတ်ထုတ်ဖို့သတိပေးလိုက်တယ်။အဲ့ဒီနောက်ကလေးတွေကိုကြောက်စိမ့်တစ်တာထဲထည့်ပြီးစွမ်းအားပိတ်မန်နေရတွေနဲ့အုပ်ဆိုင်လိုက်တယ်ပြီးတော့အဲ့ဒီလင်းလက်နေတဲ့ကြောက်စိမ့်တစ်တာကိုကတင်အောက်မှာစိုးရိမ်တကြီးသိမ်းဆည်းလိုက်တယ်။နောက်တစ်နေ့မှာ E1 ကတစ်ပင်အောက်မှာတမျက်စီလဲရင်းငေးမောနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာလောင်ဟန်ကသူမရဲ့နောက်ကျောဘက်ကနေရုတ်တရက်တိတ်တဆိတ်ချင်းကပ်လာပါတယ်။လောင်ဟန်ရဲ့အရေးကိုမြင်လိုက်ရတာနဲ့ E1 ကလမ်းဖြန်ပြီးလက်ထဲကတမျက်စီကိုလွှတ်ချလိုက်ပါတယ်ပြီးတော့ဒူးထောက်လိုက်ပြီးနဂါးမင်းကြီးရဲ့ပြစ်ဒဏ်ပေးမှုကိုကြောက်လန့်နေခဲ့ပါတယ်။အပြင်းထူနေတာမိသွားတဲ့အတွက်အပြစ်ပေးခံရတော့မယ်လို့စိုးရိမ်ပြီးသူမတောင်းပန်နေခဲ့ပါတယ်။ဝိယုံနဲ့ဝစ်စင်ထားတဲ့လောင်ဟန်ကတမျက်စီကင်ထားတဲ့ E1 နားမှာရက်လိုက်တယ်တမျက်စီလဲတာထက်စာကြည့်ခန်းမှာမင်းသွေးပေးရမယ်လို့လောင်ဟန်ကမိန့်ကြားလိုက်တယ်။ E1 လည်းစိုးရိမ်စိတ်နဲ့တန်တရားဖြစ်နေပေမဲ့စာကြည့်ခန်းစီကိုမိုးမရဲလိုက်သွားခဲ့တယ်ဒီအမိန့်ကြောင့်သူမကနဂါးမင်းကြီးရဲ့စာကြည့်ခန်းထဲကိုရောက်သွားခဲ့တယ်။စာကြည့်ခန်းထဲရောက်တဲ့အခါ E1 ကစာပွဲကြီးပေးမှာကြောက်ရွံ့နဲ့မင်းသွေးပေးနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာလောင်ဟန်ကသူမရဲ့အမိနဲ့နောက်ကျောင်းရာဇဝင်ကိုစတင်စစ်ဆေးမေးမြန်းပါတော့တယ်။ E1 ကမိမိအထောက်ထားအမှန်ပေါ်သွားမှာဆိုတာကြောင့်သူမရဲ့အမိကိုစီဝန်လို့လိန်ညာပြောဆိုလိုက်ပါတယ်။တာမန်အစီခံမလေးတစ်ယောက်ပါဆိုပြီးရိုသေစွာပြန်လည်ဖြေကြားခဲ့ပါတယ်။မင်းသွေးလို့ပြီးသွားတဲ့အခါ E1 ကစုတ်တစင်ကိုတိုက်မိမလို့ဖြစ်ပြီးအခန်းထဲကနေအလောတကြီးထွက်ပြေးခဲ့တယ်။လောင်ဟန်ကတော့ထွက်ပြေးနေတဲ့ E1 ကိုကြည့်ပြီးဘာကြောင့်ပြေးနိုင်မယ်ထင်နေတာလဲလို့သဘောကျစွာရေရွတ်လိုက်တယ်။သူမကကြောက်လန့်ပြီးအလင်းစလိုထွက်သွားခဲ့တာပဲ။ညဘက်ရောက်တော့မွေမျိုးနွယ်ခေါင်းဆောင်ကတော့နဲ့မိသားစုဝင်တွေက E1 ရဲ့အခန်းထဲကိုရုတ်တရက်တကားမခောက်ပဲဝင်ရောက်လာကြပါတယ်။ E1 ကကတင်ပေးမှာကာကွယ်ပြီးရက်နေပေမဲ့သူတို့ကကတင်အောက်ကကြောက်စိမ့်တစ်တာကိုတွေ့ရှိသွားကြပါတယ်။မေမေနဲ့အမဖြစ်သူအီအောင်တို့ကတစ်တာကိုအတင်းဆွဲထုတ်လိုက်ကြပါတယ်။ E1 ကတားဆီးဖို့ကြိုးစားပေမဲ့မိသားစုဝင်တွေရဲ့အနိုင်ကျင့်မှုကိုမရှင်နိုင်ခဲ့ပါဘူး။မျိုးနွယ်ခေါင်းဆောင်ကကြောက်စိမ့်တစ်တာကိုဖွင့်ကြည့်လိုက်တဲ့အခါအထဲမှာလင်းလက်နေတဲ့နဂါးကလေးနှစ်ကောင်ကိုတွေ့လိုက်ရတယ်။နဂါးရင်သွေးတွေကိုဖုံးကွယ်ထားတာမိသွားရင်မျိုးနွယ်တစ်ခုလုံးကွမျက်ခံရမှာကိုတွေးပြီးမိသားစုတစ်ခုလုံးကြောက်လန့်သွားကြတယ်။ဒီလိုကြီးမားတဲ့လျှို့ဝှက်ချက်ကြောင့်အားလုံးစိုးရိမ်ပြပြဖြစ်သွားကြတယ်။အဲ့ဒီအချိန်မှာပဲနန်းတော်တစ်ခုလုံးပြင်းထန်စွာတုန်လှုပ်သွားပြီးမျက်နှာချက်ကနေဖုံတွေထွက်ကြလာပါတယ်။လောင်ဟန်ရဲ့ခန္ဓာကိုယ်ထဲကနဂါးစိတ်တွေရုတ်တရက်တောင်းကျမ်းလာပြီးစွမ်းအားတွေအပြင်ကိုပောက်ကွဲထွက်လာတာပါ။အီအောင်ကကြောက်လန့်ပြီးစပွဲကိုတွန်းတိုက်မိသွားပါတယ်။ငွေမျိုးနွယ်ခေါင်းဆောင်ကတော့လည်းဒီစွမ်းအားအရှိန်ဝါကနဂါးမင်းကြီးရဲ့အစိတ်တက်နေတဲ့စွမ်းအားဆိုတာကိုတန်းသိလိုက်ပါတယ်။တန်ချက်ကဝစ်စင်ထားတဲ့နဂါးအဆောင်တွေက E1 ရဲ့အခန်းတကားကိုရုတ်တရက်ဖွင့်ပြီးရောက်ရှိလာကြပါတယ်။နဂါးမင်းကြီးရဲ့အစိတ်တွေတောင်းကျမ်းနေတာကြောင့်ငွေမျိုးနွယ်အမျိုးသမီးကချက်ချင်းလိုက်လာပြီးအစိတ်ကုသပေးဖို့အရေးတကြီးအမိန့်ပေးလိုက်ပါတယ်။မလိုက်ခဲ့ရင်အန္တရာယ်ပေးမယ်လို့လည်းကြိမ်းမောင်းလိုက်ပါတယ်။အီအောင်ရဲ့စွမ်းအားကအစိတ်ကိုမကူးတနိုင်တာကြောင့်ငွေမျိုးနွယ်ခေါင်းဆောင်ကတော့ကအီအောင်နဲ့ပုံစံတူပန်းရောင်ဝိယုံတွေကို E1 ရဲ့လက်ထဲအတင်းထည့်ပေးလိုက်တယ်။ E1 ရဲ့စွမ်းအားကပဲပေါ်မသွားပဲအစိတ်ကိုကူးတနိုင်မယ်လို့သူမကရှင်းပြလိုက်တယ်။အီအောင်ရဲ့အစား E1 ကိုဟန်ဆောင်ပြီးနဂါးမင်းကြီးရဲ့အစိတ်ကိုတွားကူပေးဖို့ဖိအားပေးမိတ်ထုတ်လိုက်တာပဲ။ E1 လည်းစိုးရိမ်စိတ်နဲ့လက်ခံလိုက်ရတယ်။
။ဤဝန်ကပန်းရောင်အဝတ်စားနဲ့မိတ်ကပ်တွေကိုပြင်ဆင်လိုက်ပြီးဤရောင်ရဲ့ရုပ်သွင်အဖြစ်ပြောင်းလဲလိုက်ပါတယ်။ငွေမျိုးနွယ်ခေါင်းဆောင်ကတော့ခေါင်းကိုငုံထားဖို့နဲ့အစိတ်ကူပြီးတာနဲ့ချက်ချင်းထွက်လာခဲ့ဖို့ထပ်မံမှာကြားလိုက်ပါတယ်။ဤဝန်လည်းမျိုးနွယ်တစ်ခုလုံးရဲ့အန္တရာယ်ကိုကာကွယ်ဖို့အတွက်အမဖြစ်သူရဲ့ကိုစားနဂါမင်းကြီးစီတွားဖို့ပြင်ဆင်လိုက်ရပါတယ်။အဆောင်တွေကရုပ်ဖြတ်ထားတဲ့ဤဝန်ကိုမိအိမ်တွေထိန်လင်းနေတဲ့ကြောက်ကူတကားကြီးစီခေါ်ဆောင်သွားကြပါတယ်။အဆောင်ကနဂါမင်းကြီးရဲ့အစိတ်ကိုမကူတနိုင်ရင်ဂူထဲကနေပြန်မထွက်လာနိုင်တော့ဘူးလို့အတိပေးလိုက်ပါတယ်။ဤဝန်လည်းစိုးရိမ်စိတ်တွေနဲ့အတူနဂါမင်းကြီးလောင်ဟန်ရှိရာဂူနန်ရန်တကားမကြီးတဲကိုတိတ်တဆိတ်ဝင်ရောက်သွားခဲ့ပါတယ်။မောင်မိုက်တဲ့ကူထဲမှာရောင်ဟာနဂါးကြီးတစ်ကောင်နဲ့ရင်ဆိုင်ရပြီးအဲ့ဒီနဂါးကလုံဟန်ဖြစ်ပြောင်းလဲသွားတဲ့အင်အားကြီးတဲ့နဂါးကိုတွေးလို့နာကျင်ရမှာကြောက်တယ်ဆိုပြီးရောင်ကညှင်းညူတဲ့လုံဟန်ကတော့သူမကိုသူရှာနေတဲ့ဖူးစာရှင်အဖြစ်အထင်လွဲသွားတယ်။ကြောက်တုံးကတင်ပေါ်မှာနိုးလာတဲ့ရောင်ကသူမရဲ့လက်တွေကိုကြည့်ပြီးအယမ်းကိုကျဉ်းနှက်သွားတဲ့လုံဟန်နဲ့တွေ့ပြီးနောက်သူမရဲ့ကျင့်စဉ်အဆင့်ကအစောပိုင်းကနေနောက်ပိုင်းအဆင့်ထိတိတိတတ်တတ်သွားတယ်။ခြုံအားကကတင်အောက်ကကြောက်စိမ့်တစ်တာလေးကိုဆွဲထုတ်ပြီးအထဲမှာအိပ်ပျော်နေတဲ့နဂါးပေါက်လေးနှစ်ကောင်ကိုကြည့်လိုက်တယ်။မျိုးနွယ်စုကောင်းဆောင်ကခြုံအားကိုခေါ်ပြီးနဂါးနန်းတော်ကအခြေအနေတွေကိုသတိပေးတဲ့ကလေးတွေရဲ့နဂါးအငွေ့သက်တွေကိုဆက်ပြီးဖုံးကွယ်ထားလို့မရတော့ဘူးလို့သူကပြောလိုက်တယ်။သူတို့နှစ်ယောက်ကမော်ဆန်နဲ့ပန်းချံလေးထဲရောက်သွားပြီးမျက်ခင်းပေါ်မှာစော့ကစားနေတဲ့နဂါးပေါက်လေးတွေကိုကြည့်နေကြတယ်။ဒီလိုဝက်နေရရဲ့အဝင်ပေါက်ကခြုံအားရဲ့အဝတ်ဘီရိုအနောက်မှာရှိတယ်လို့မျိုးနွယ်စုကောင်းဆောင်ကပြောပြတယ်။ခမ်းမကြီးတဲကစပွဲမှာထိုင်ရင်ရောင်နဲ့ခြုံအားတို့စကားများကြတယ်။ကြံနေသေးတဲ့အစိတ်ဖြေရမယ့်အချိန်တွေအတွက်ခြုံအားကိုအစားထိုးဝင်လုပ်ပေးဖို့ရောင်ကအတင်းအကျပ်တောင်းဆိုတဲ့ရောင်သာသူမနေရာကိုမလူယူခဲ့ရင်အခုလိုအကျက်တဲတွေနဲ့ရင်ဆိုင်ရမှာမဟုတ်ဘူးလို့ခြုံအားကဒေါသတကြီးပြန်ပြောတယ်။မျိုးနွယ်စုကောင်းဆောင်ကယတနာတစ်တာတွေနဲ့ရောက်လာတဲ့လုံဟန်ကအဲ့ဒီညကမင်းကလေးဟာရောင်လို့အပြည့်အဝယုံကြည်ပြီးလက်ဆောင်တွေပို့လိုက်တာလို့ပြောပြတယ်။လုံဟန်ကရောင်ကိုစာကြည့်ကန်းနဲ့ခေါ်ပြီးစမ်းတက်လိုက်တဲ့ရောင်ကလုံဟန်ဘေးမှာရက်ပြီးမင်းတုံးသွေးပေးနေတဲ့လုံဟန်ကမင်းညကအတွက်ကျေးဇူးတင်ကြောင်းပြောရရောင်ကအစိတ်ပြောက်ကင်းစေရတာဂုဏ်ယူပါတယ်လို့ပြန်ဖြေတဲ့ရောင်ဟာမာယာမပေါ်အောင်တတိထားပြီးစိုးရိမ်စွာတုံ့ပြန်ခဲ့တယ်။လုံဟန်ကရောင်ရဲ့အနားကိုတိုးကပ်လာပြီးလေပင်နားမှာအနံ့ခံကြည့်လိုက်တဲ့ရောင်ထံကနဂါးအနံ့ရတာကြောင့်လုံဟန်ကတန်တရားဝင်လာတဲ့ရောင်ကဒါဟာနဂါးနန်းတော်မှာနေထိုင်လို့ဖြစ်တာပါလို့စိုးရိမ်စွာစင်ကြေပေးလိုက်တဲ့လုံဟန်ရဲ့စမ်းသပ်မှုကြောင့်ရောင်ကြောက်လန့်တုန်လှုပ်သွားခဲ့တယ်။လုံဟန်ကဒါဟာနဂါးရင်သွေးလေးများရဲ့သွေးမျိုးဆက်အနံ့ဖြစ်မှန်ရိပ်မိသွားတယ်ဒါကြောင့်ရောင်ရဲ့မာယာတွေကိုဆက်ပြီးစောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်တဲ့လုံဟန်ကစာအုပ်နောက်ကနေပြုံးနေချိန်မှာရောင်ကတော့အပြင်မှာနေရန်ကိုမှီပြီးစိုးရိမ်ထိတ်လန့်နေခဲ့တယ်။လှုပ်ဝက်နယ်မြေတဲကကြောက်စိမ့်တစ်တာတဲကနေနဂါးရင်သွေးလေးများထွက်လာခဲ့တယ်သူတို့ဟာမျက်ခင်းပြင်ပေါ်မှာလက်ပြလေးတွေကိုလိုက်ဖမ်းရင်းပျော်ရွှင်စွာစော့ကစားနေကြတယ်မောင်လေးကလက်ပြကြည့်ဖို့ခေါ်ရအမဖြစ်သူကခြောက်ထဲမပြုတ်ကြအောင်တတိပေးလိုက်တယ်နဂါးရင်သွေးလေးများဟာဘေးကင်းစွာနဲ့လွတ်လပ်စွာကစားနေကြတယ်စော့ကစားပြီးတဲ့နောက်နဂါးရင်သွေးလေးတွေဟာအမေဖြစ်သူခြုံအားကိုတတိယလာကြပြီးလိုက်ရှာဖို့တိုင်ပင်လိုက်ကြပါတယ်အဖိုးဖြစ်သူဖန်တီးထားတဲ့လှုပ်ဝက်စီးဝိုင်းမှာအကြောင်းလေးတစ်ခုရှိနေတာကိုတွေ့သွားပြီးအပြင်ကိုခိုးထွက်ဖို့သဘောတူလိုက်ကြတာပါစီးဝိုင်းရဲ့အလင်းကွင်းတွေကိုကင်တွယ်ကြည့်ရင်အမေရှိရာကိုခဏလောက်သွားရှာဖို့စိတ်အားထက်သန်စွာပြင်ဆင်နေကြပါတယ်ညဘက်မှာလုံဟန်ရဲ့အစိတ်ထက်ထားခဲ့တဲ့အိတ်ခမ်းထဲမှာအဝတ်စားလဲနေတဲ့ခြုံအားကိုအဆောင်တွေစောင့်နေပြီလို့ရောင်ကပြောလိုက်တဲ့ရောင်ကလုံဟန်နဲ့ကြင့်ကြံမှုခြုံအားကိုသူမအဖြစ်အစားထိုးခိုင်းလိုက်တဲ့ခြုံအားလည်းစိတ်ပြက်စွာနဲ့ပဲလက်ခံလိုက်ရတယ်ခြုံအားလည်းလုံဟန်ရှိနေတဲ့ကြောက်ကူတဲကိုဝင်ရောက်လာခဲ့ပါတယ်လုံဟန်ကကြောက်ဖြာပေါ်မှာထိုင်နေပြီးခြုံအားဝင်လာတာကိုတွေ့တာနဲ့အနားကိုလာဖို့မိန့်ကြားလိုက်တာပါခြုံအားကအံ့အားသင့်သွားချိန်မှာပဲလုံဟန်ကသူမကိုအနားသို့ဆွဲယူပြီးအကွာဝေးမရှိအောင်တင်းကျပ်စွာပွေးဖက်လိုက်ပါတော့တယ်ပြီးခဲ့တဲ့အပိုင်းမှာဘာဝမ်ဟာအီယောင်ရဲ့ရုပ်ဖြတ်ပြီးလောင်ဟန်ရဲ့ဂူထဲကိုရောက်သွားခဲ့ပါတယ်ဒီအပိုင်းမှာတော့လောင်ဟန်ကဘာဝမ်ရဲ့အင်ဂျီကော်လာကိုကင်ပြီးအနီးကပ်စစ်ဆေးလိုက်ပါတယ်ဘာဝမ်ရဲ့ဝိယုံပေါ်ကငွေရောင်ငွေစာထိုးပုံစံနဲ့ငွေစိမ်းအရှိန်ဝါကိုလောင်ဟန်ကရိပ်မိသွားခဲ့ပါတယ်လောင်ဟန်ရဲ့ထက်မြက်တဲ့အာယုံခံနိုင်စွမ်းကြောင့်ဘာဝမ်ဟာအတော်လေးစိုးရိမ်ပြီးထိတ်လန့်သွားပါတယ်အဲ့ဒီလိုနဲ့ပဲဘာဝမ်ရဲ့ရုပ်ဖြတ်ထားမှုဟာလောင်ဟန်ရဲ့ရှေ့မှာလုံးဝပေါ်သွားခဲ့ရပါတယ်လောင်ဟန်ကဘာဝမ်ကိုမူလအစိမ်းရောင်ဝတ်စားတွေပြန်ပေးပြီးကို့အဝတ်စားပဲပြန်ဝတ်ဖို့ပြောလိုက်တဲ့အစိမ်းရောင်မာယာအလင်းတွေလှည့်ပတ်သွားပြီးဘာဝမ်ရဲ့မူလရုပ်တွင်ပြန်ပေါ်လာတဲ့လောင်ဟန်ကသူ့ကိုပြစ်ဒဏ်မပေးတဲ့အတွက်ဘာဝမ်ကနားမလည်နိုင်ပဲစောက်ချစဉ်းစားနေခဲ့တယ်ဘာဝမ်ကကြောက်တုံးလက်ရန်နားမှာရက်နေတော့အပြာရောင်ဝတ်စုံဝတ်အစီခံမလေးနှစ်ယောက်စကားပြောနေတာကိုကြားလိုက်ရတယ်နဂါမင်းကြီးကငွေမျိုးနွယ်အမျိုးသမီးကိုမိဖုရားမြောက်စားတော့မယ်ဆိုတဲ့အကြောင်းသူတို့ပြောနေကြတာပဲဘာဝမ်ကသူ့ရဲ့လှုပ်ဝက်မာယာစီဝိုင်းတရှိရာကိုအမြန်သွားကြည့်လိုက်တယ်ဒါပေမဲ့ဖန်အုပ်ဆောင်ထဲမှာနဂါးပေါက်စလေးတွေမရှိတော့တာကိုတွေ့လိုက်ရတယ်ဘာဝမ်ကအရန်လန့်ဖြတ်သွားပြီးမိဘတွေရှိရာအခန်းထဲကိုအပြေးလွှားဝင်သွားခဲ့တယ်နဂါးပေါက်စလေးတွေပျောက်ဆုံးသွားပြီဆိုပြီးငိုယိုကပြောပြလိုက်တယ်ဘာဝမ်ကဖီးနစ်မျိုးနွယ်မင်းသမီးရှန်ဂျီနဲ့တွားတွေ့တယ်ရှန်ဂျီရဲ့လက်ထဲမှာပျောက်သွားတဲ့နဂါးပေါက်စလေးတစ်ကောင်ကိုကင်ထားတာကိုတွေ့လိုက်ရတယ်နဂါးပေါက်စလေးကရှန်ဂျီရဲ့လက်ချောင်းကိုကိုက်လိုက်တာကြောင့်တွေးဆက်လေးထွက်လာခဲ့တယ်ရှန်ဂျီကဒီတတဝါလေးရဲ့တွေးစစ်နဂါးမျိုးရိုးကိုတန်တရားဝင်သွားတယ်နဂါးပေါက်စလေးရဲ့ကိုက်လိုက်မှုကြောင့်ဒေါသထွက်သွားတဲ့မင်းသမီးရှန်ဂျီကဘာဝမ်တို့ကိုတိုက်ခိုက်ဖို့ပြင်ဆင်လိုက်တယ်မင်းသမီးရှန်ဂျီရဲ့မိတောက်တိုက်ခိုက်မှုကိုလောင်ဟန်ရဲ့အစိမ်းရောင်အကာအကွယ်စီးဝိုင်းကတားဆီးပေးလိုက်တဲ့ကောင်းကင်တစ်ခုလုံးမှာရွှေရောင်အလင်းတန်းတွေဖြာထွက်လာပြီးအကြီးစားနဂါးကြီးပုံရိပ်နဲ့လောင်ဟန်ဆင်းသက်လာခဲ့တယ်ဘာဝမ်ကသူ့ကိုအကာအကွယ်ပေးတာလောင်ဟန်ရဲ့တက်ခိုးတော်ဆိုတာသိလိုက်ရတယ်
မောင်မိုက်နေတဲ့ကြောက်ကူခန်းထဲမှာလောင်ဟန်ကဘာဝမ်ကိုကြောက်နေရမှာပိတ်ဆို့ပြီးစစ်ဆေးလိုက်ပါတယ်။သူ့ရဲ့ငကားရင်သွေးပေါက်စလေးကိုဝတ်ထားပြီးသူ့ကိုလှည့်စားခဲ့တယ်လို့လောင်ဟန်ကဆွဆွဲလိုက်ပါတယ်။ဘာဝမ်ကပြန်လည်ညှိနှိုင်းဖို့ကြိုးစားပေမဲ့လည်းလောင်ဟန်ရဲ့ဖိအားပေးမှုအောက်မှာဘာမှမတတ်နိုင်ပဲဖြစ်နေပါတယ်။လောင်ဟန်ကဘာဝမ်ကိုသူ့ရဲ့ထိန်းချုပ်မှုအောက်မှာအပြည့်အဝထားရှိလိုက်ပါတယ်။နဂါမျိုးနွယ်ရဲ့ညီလာခံခန်းထဲမှာအမတ်ကြီးတွေကလောင်ဟန်ရှိမှာအော်ဟစ်ညှင်းခုန်နေကြတဲ့မျိုးနွယ်စုကြားကပဋိပက္ခတွေကိုဖြေရှင်းဖို့အတွက်ဘာဝမ်ကိုပြင်းထန်တဲ့အပြစ်ဒဏ်ပေးပြီးဖယ်ရှားပစ်ဖို့တောင်းဆိုနေကြတယ်။လောင်ဟန်ကတော့ပလင်ပေါ်မှာတည်ငြိမ်စွာထိုင်ရင်းစဉ်းစားနေခဲ့တယ်။ဘာဝမ်ကိုမကောင်းပြောကြတဲ့နန်းတွင်းအမတ်တွေကိုလောင်ဟန်ကတိတ်တဆိတ်အေးအေးယူလိုက်ပါတယ်။အမတ်တွေကန့်ကွက်နေကြပေမဲ့လောင်ဟန်ကနဂါပလင်ပေါ်မှာအေးဆက်စွာထိုင်ရင်းနန်းတွင်းစည်းဝေးကိုရုတ်တရက်ရုပ်သိမ်းလိုက်ပါတယ်။သူ့ကိုဆန့်ကျင်တဲ့အမတ်တွေဟာမှောင်မိုက်တဲ့နယ်မြေထဲမှာမီးလောင်ကျွမ်းပြီးပျောက်ကွယ်သွားကြပါတယ်။ကျန်တဲ့အမတ်တွေလည်းထိတ်လန့်သွားပြီးတီးတိုးပြောဆိုနေကြပါတယ်။ဘာဝမ်ရဲ့ကူထဲကိုအကြီးကဲလီကလျှက်စီးမနှန်းတွေတုံးပြီးရုတ်တရက်ဝင်ရောက်လာပါတယ်။အကြီးကဲလီကလောင်ဟန်ရဲ့ရက်စက်မှုကိုတားဆီးဖို့ဘာဝမ်ကိုဖမ်းဆီးမယ်လို့ကြွေးကြော်ပါတယ်။ကူဝါမှာတရားထိုင်နေတဲ့ဘာဝမ်ကတုတ်ကောက်နဲ့ပစ်ခတ်လိုက်တဲ့အဝါရောင်လျှက်စီးတိုက်ခိုက်မှုကိုတတိနဲ့ရင်ဆိုင်လိုက်ပါတယ်။ဘာဝမ်ကသူ့ရဲ့စိမ့်ဆိုတဲ့အော်ယာစွမ်းအားနဲ့ပြန်လည်တိုက်ထုတ်လိုက်တာကြောင့်အကြီးကဲလီနောက်ဆုတ်သွားရပါတယ်။ဘာဝမ်ရဲ့အဖေရောက်ရှိလာပြီးအကြီးကဲလီဒဏ်ရာရသွားတာကြောင့်နဂါမျိုးနွယ်တွေလက်စားချေလိမ့်မယ်လို့တတိပေးပါတယ်မိသားစုတွေမီးလောင်ပြင်ကြားကပြေးနေရတာကြောင့်ဘာဝမ်ကိုလူပစ္စည်းခုံဆင်းပြေးဖို့တိုက်တွန်းပါတယ်ဘာဝမ်လည်းတိမ်တိုက်တွေကြားကနေလူပစ္စည်းချက်ချင်းခုံဆင်းသွားခဲ့ပါတယ်လူပြည်ရဲ့လမ်းကြားထဲကိုဘာဝမ်ကြားရောက်လာပြီးပါလာတဲ့ညာလင်းပလဲအိတ်ကိုစစ်ဆေးနေပါတယ်စွမ်းအားမသုံးပဲနေထိုင်နေတာကြောင့်ပတ်စံရဖို့နီးလန်းရှာနေပါတယ်အဲ့ဒီအချိန်မှာအညိုရောင်ဝိယုံဝပွဲစားတစ်ယောက်ရောက်လာပြီးပတ်စံအများကြီးရမယ့်အလုပ်ရှိတယ်ဆိုပြီးဘာဝမ်ကိုလှည့်ပြားခေါ်ဆောင်သွားပါတယ်ပျော်ပွဲစားရုံရှိရောက်မှဘာဝမ်ကသူ့လက်ပြခံလိုက်ရမှန်းသိသွားပါတယ်။ဒေါသထွက်သွားတဲ့ဘာဝမ်ကခေါ်လာတဲ့ပွဲစားကိုခြေထောက်နဲ့ကန်ထုတ်လိုက်ပါတယ်။အနီရောင်ဝိယုံဝေမမကြီးရောက်လာပြီးဘာဝမ်ကိုပြဿနာရှာတယ်ဆိုကအချုပ်ထဲထည့်မယ်လို့ချင်းချောက်ပါတယ်။ဘာဝမ်ကစွမ်းအားထုတ်မသုံးချင်တာကြောင့်တိုက်ခိုက်ဖို့တွန့်ဆုတ်နေပါတယ်။ရက်တောင်ကင်ထားတဲ့စပင်ဖြူနဲ့ဘိုကျူးရောက်လာပြီးဘာဝမ်ကိုဝမ်းကွဲညီမပါလို့ပြောလိုက်ပါတယ်။ဘိုကျူးကမမကြီးစီငွေတင်ကားတွေပစ်ပေးလိုက်တာကြောင့်မမကြီးကကြိုက်ကြည့်ပြီးသဘောကျသွားပါတယ်။ဒီလိုနဲ့ဘာဝမ်လည်းဒုက္ခကနေလွတ်မြောက်သွားပါတယ်။ဘိုကျူးကဘာဝမ်ကိုစာကြည့်တိုက်မှာအကူလုပ်ဖို့နဲ့သူ့ဆန်အိမ်မှာတဲခိုဖို့ဖိတ်ခေါ်ပါတယ်။ဘာဝမ်ကနာမည်အမှန်ကိုထိမ့်သိမ်းထားပြီးဆန်အိမ်ထဲလိုက်သွားပါတယ်။ယာယီခိုလုံစရာရရှိသွားတာကြောင့်ဘာဝမ်ကဝမ်းသာအားရသဘောတူလိုက်ပါတယ်။ညဘက်မှာဘာဝမ်ကရွှေရောင်နဂါးအကြီးခွန်ကိုစုပ်ကင်ထားပါတယ်။လာရောင်အောက်မှာလောင်ဟန်ကိုလွမ်းဆွနေပြီးကလေးတွေကိုဘေးကင်းအောင်စောင့်ရှောက်ပေးဖို့ဆုတောင်းပါတယ်။မိသားစုနဲ့ခွဲခွာနေရလို့ဘာဝမ်စိတ်ထဲဝမ်းနည်းနေပါတယ်။ဘာဝမ်မုံစားနေတော့မိုးတိမ်မဲတွေဖုံးလွှမ်းသွားပါတယ်။သူ့လက်ထဲကမုံတန်လဲကျသွားပြီးလောင်ဟန်ရဲ့အငွေ့သက်ကိုခံစားလိုက်ရပါတယ်။လောင်ဟန်လူပြည်အထိလိုက်လာတာတိလိုက်ရလို့ဘာဝမ်ထိတ်လန့်သွားပါတယ်။ဘာဝမ်ပြေးဖို့ကြိုးစားပေမဲ့ဘိုကျူးကလမ်းကြားထဲမှာတားဆီးလိုက်ပြီးမျက်လုံးတွေหนีရဲလာပါတယ်။အဲ့ဒီအချိန်မှာနဂါးဝိယုံဝလောင်ဟန်ကကောင်းကင်ကနေဆင်းသက်လာပါတယ်။ရွှေရောင်မျက်လုံးတွေနဲ့လောင်ဟန်ကဘိုကျူးကိုဘာဝမ်ကိုလှုပ်ပေးဖို့အေးဆက်စွာမိန့်မာလိုက်ပါတယ်။ဘိုကျူးကအမီကိုချောင်းပါမြေခွေးဖြူတရဲတွင်ပြောင်းပြီးလောင်ဟန်ကိုလောင်ပြောင်ပါတယ်ဒေါသထွက်သွားတဲ့လောင်ဟန်ကအဝါရောင်လျှက်စီးစွမ်းအားတွေနဲ့ပစ်ခတ်ပြီးဘိုကျူးကိုနေရန်စီရိုက်ခတ်သွားအောင်တိုက်ခိုက်လိုက်ပါတယ်လောင်ဟန်ကဘာဝမ်ကိုပွေ့ဖက်လိုက်ပြီးရှာတွေ့ပြီလို့တိုးတိုးလေးပြောပါတယ်အဲ့ဒီနောက်လောင်ဟန်ကအတောင်ပံပါအနက်ရောင်နဂါးကြီးအဖြစ်ပြောင်းလဲပြီးဘာဝမ်ကိုတင်ဆောင်ကတိမ်တိုက်တွေကြားပြန်တန်းထွက်ခွာသွားပါတယ်ခုအတွင်းရေကန်ထဲမှာနဂါးနဲ့ကြီးလောင်ဟန်ကအနားယူနေပါတယ်။ဘာဝမ်ကလောင်ဟန်စွမ်းအားတွေရောနေသွားတာဟာသူ့ကြောင့်လားဆိုပြီးပူပန်စွာမေးပါတယ်။လောင်ဟန်ကလက်သေးကြီးနဲ့ဘာဝမ်ကိုဆွဲယူပြီးငြိမ်ငြိမ်လေးအိတ်ဆက်ဖို့ပြောပါတယ်။ဘာဝမ်ကနဂါးချိုကိုအတားအရကင်တွယ်လိုက်ပါတယ်။နဂါးချိုကိုကင်လိုက်တာနဲ့ဘာဝမ်ရဲ့မျက်စိရှိမှလောင်ဟန်ရဲ့အတိတ်ရုပ်ပုံတွေပေါ်လာပါတယ်။လောင်ဟန်ဟာတိုက်ခိုက်မှုတွေကိုရင်ဆိုင်ပြီးလျှက်စီးတံချက်တွေကြောင့်တွေးအံခဲ့ရပါတယ်။ဘာဝမ်ကိုကာကွယ်ဖို့နတ်ဖျားစီးမြင့်တွေကိုချိုးဖောက်ပြီးဒုက္ခတွေခံစားခဲ့ရပါတယ်။အမှန်တရားသိသွားတဲ့ဘာဝမ်ကနဂါးမျက်နှာပေါ်မှာမျက်ရည်တွေကျပြီးရှိုက်ငိုပါတယ်။ဒါကြောင့်လောင်ဟန်ကလူအသွင်ပြန်ပြောင်းပြီးဘာဝမ်ကိုဘာမှအန္တရာယ်မပေးဘူးလို့အာမခံပါတယ်။ဘာဝမ်လည်းလောင်ဟန်ရင်ခွင်ထဲမှာလုံခြုံသွားပါတယ်။ဘာဝမ်ကထွက်ပြေးခဲ့ပြီလို့တောင်းပန်ပါတယ်။လောင်ဟန်ကလည်းအစိတ်တွေပျောက်ကင်းသွားပြီဖြစ်ကြောင်းပြောပြပြီးဘာဝမ်ကိုနှမ်းရှိုက်လိုက်ပါတယ်။သူတို့နှစ်ယောက်ဟာအထင်လွဲမှားမှုတွေပြေးပြောက်သွားပြီးအတူတကွပုံကွယ်နေထိုင်ကအချစ်တစ်ကိုပြန်လည်စတင်လိုက်ကြပါတယ်။မြူနင်းတွေဝင်းရံနေတဲ့ပတ်ဝန်းကျင်မှာလောင်ဟန်နဲ့ဘာဝမ်တို့ဟာအနီးကပ်ပွေ့ဖက်ပြီးနှမ်းရှိုက်လိုက်ကြတယ်လောင်ဟန်ကဘာဝမ်ရဲ့ကိုယ်ပေါ်မှာကြန့်ရှိနေတဲ့ပိုင်လင်းရဲ့မြေခွေးအနံ့ကိုမနစ်သက်ကြောင်ပြောပြတယ်အဲ့ဒီနောက်ပိုင်လင်းရဲ့အနံ့အသက်ကိုရှင်းထုတ်ဖို့ဘာဝမ်ကိုမျက်နှိုးစွာနှမ်းရှိုက်လိုက်တာပဲဒီလိုပြုလုပ်လိုက်တာကြောင့်သူတို့နှစ်ယောက်ကြားမှာပုံမနီးကပ်တဲ့တန်ရောစင်တွေတိုးပွားလာခဲ့တယ်လောင်ဟန်နဲ့ဘာဝမ်တို့လက်ချင်းတွဲထိုင်ကအတူတကွကျင့်ကြံကြတဲ့တောက်ပတဲ့စွမ်းအင်ကွင်းတွေဝင်းရံလာပြီးဘာဝမ်ရဲ့စွမ်းအားတွေတိုးတက်လာတယ်ဘာဝမ်ကဖိနစ်အကြီးကဲတွေကိုစိန်ခေါ်နိုင်ပြီလို့ယုံကြည်မှုနဲ့ပြောပြတယ်ခုအပြင်ဘက်မှာနီယောင်ဝစ်စုံဝစ်ငွေမျိုးနွယ်ရန်သူတွေရောက်ရှိလာပြီးတိုက်ခိုက်ဖို့ပြင်ဆင်နေကြတယ်ဘာဝမ်ကကျူးကျော်သူတွေကိုရှင်းထုတ်ပစ်မယ်လို့ရဲရဲဝံ့ဝံ့ကြေညာလိုက်တယ်အဲ့ဒီနောက်ဘာဝမ်ကအစိမ်းရောင်ငွေကြီးအဖြစ်ပြောင်းလဲပြီးရန်သူတွေကိုပြင်းထန်စွာတိုက်ခိုက်လိုက်တာပဲနဂါးမျိုးနွယ်စစ်တီတွေရှိမှလောင်ဟန်ကတစ္ဆာဖောက်အကြီးကဲကိုပြစ်ဒဏ်ပေးလိုက်တယ်တစ္ဆာဖောက်ကိုကျိုးနဲ့ချီနှောင်ပြီးရွှေရောင်မီးတောက်တွေနဲ့ရှုံမြိုက်လိုက်တာပဲမီးတောက်ထဲမှာတစ္ဆာဖောက်ကလောင်ဟန်ကိုကျိန်ဆဲရင်းအပြစ်ပေးခံလိုက်ရတယ်ပုံကံမှုကိုအောင်မြင်စွာနှိမ်နင်းပြီးနောက်လောင်ဟန်နဲ့ဘာဝမ်တို့ဟာရာဇပလင်ပေါ်မှာစိုးစံကြတဲ့စိုးစံနေစဉ်အမတ်တွေနဲ့စစ်တူကြီးတွေအားလုံးကလောင်ဟန်ရဲ့ထက်မြက်တဲ့ဥဆောင်မှုကိုချီးကျူးလိုက်ကြတယ်အဲ့ဒီနောက်သူတို့နှစ်ယောက်စလုံးကိုညီညွတ်စွာညှို့တွင်းသစ္စာခံလိုက်ကြတာပဲ
ဖိနစ်ဘုရင်ကြီးဟာသူ့ရဲ့သမီးတော်ရှန်ဂျီနဲ့အတူလောင်ဟန်ထံရောက်ရှိလာပြီးအညစ်အနှိုင်းပြုလုပ်ကလက်နက်ချသစ္စာခံလိုက်ပါတယ်ဖိနစ်ဘုရင်ကြီးကသမီးတော်ရှန်ဂျီရဲ့ပြုမှုခဲ့တဲ့အဖြစ်တွေအတွက်တောင်းပန်ပြီးနှစ်စဉ်ဆက်တကြီးပေးဆောင်ပါမယ်လို့ကတိပြုလိုက်ပါတယ်မင်းသမီးရှန်ဂျီကဝိယုံနီကိုဝစ်ဆင်ထားပြီးမကြေမနက်ဖြစ်နေပေမဲ့ခေါင်းငုံပြီးလက်ခံလိုက်ရပါတယ်ဒီလိုနဲ့ဖိနစ်မျိုးနွယ်နဲ့နဂါးမျိုးနွယ်ကြားမှာငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီးစစ်ပွဲတွေပြီးဆုံးသွားခဲ့ပါတယ်ဒီအချိန်မှာပဲမြေခွေးနဲ့ပိုင်လင်းဟာဘာဝန်စီကိုရောက်ရှိလာပြီးလောင်ဟန်ကိုတစ္ဆာဖောက်ဖို့ဖျားယောင်းပြောဆိုလိုက်ပါတယ်ပိုင်လင်းကသူ့ရဲ့ရက်တောင်ကိုကင်ဆောင်ထားပြီးဘာဝန်နဲ့ပူးပေါင်းကနေပယ်၃ခုစလုံးကိုတင်ပိုက်ကြရအောင်လို့အကြံပေးလိုက်ပါတယ်သူကလောင်ဟန်ကိုမယုံကြည်ဖို့နဲ့သူ့ဘက်ပါဝင်လာရင်အခွင့်အရေးတွေအများကြီးရမယ်လို့မလုံးပေးပြောဆိုခဲ့တာဖြစ်ပါတယ်ဘာဝန်ကပိုင်လင်းရဲ့မကောင်းတဲ့အကြံစီကိုလုံးဝလက်မခံပဲပယ်ချလိုက်ပါတယ်။ဘာဝန်ကသူ့ရဲ့အစိမ်းရောင်စွမ်းအားတွေကိုထုတ်ဖော်လိုက်ပြီးပိုင်လင်းကိုပြင်းထန်စွာတိုက်ခိုက်လိုက်ပါတယ်။ပိုင်လင်းရဲ့အမီကိုချောင်းလုံးကိုရိုက်ချိုးပစ်မယ်လို့ကြွေးကြော်ရင်းဘာဝန်ကသူ့ကိုခြေထောက်နဲ့ကန်ထုတ်ပြီးမြေပြင်ပေါ်တင်းကျပ်စွာလဲကျသွားအောင်လုပ်လိုက်ပါတယ်။ဘာဝန်ရဲ့စွမ်းအားကြောင့်ပိုင်လင်းဟာတွေးအံပြီးလုံးဝအရေးနှိမ့်သွားခဲ့ရပါတယ်။အရေးနှိမ့်သွားတဲ့ပိုင်လင်းကိုကောင်းကင်အကျဉ်းထောင်မှာထာဝရအကျဉ်းချထားဖို့လောင်ဟန်ကအမိန့်ပေးလိုက်တဲ့အဆောက်စစ်တီတွေကဒဏ်ရာရနေတဲ့မြေကွေးဖြူပိုင်လင်းကိုဖမ်းဆီးဆွဲခေါ်သွားကြတာပဲနေဆက်မှာမိစ္ဆာစစ်တပ်ကခံကင်းတိုင်းတွေကိုမိရှုဖျက်ဆီးနေတာကြောင့်အဆောင်တွေထိတ်လန့်ထွက်ပြေးနေကြတဲ့ကင်းထောက်ကနေဆက်ဒုက္ခရောက်နေတဲ့အရေးပေါ်သတင်းကိုရောက်ရှိအစီရင်ခံလိုက်တာပဲစစ်မြေပြင်မှာလောင်ဟန်ကလက်မောင်လှတဲ့ငကားနဲ့ကြီးအဖြစ်ပြောင်းလဲလိုက်ပြီးဘာဝန်ကလည်းအစိမ်းရောင်မွေးကြီးအဖြစ်အတူတကွပူးပေါင်းတိုက်ခိုက်ကြပါတယ်လောင်ဟန်ကမိတော့တွေကိုမိမုတ်ထုတ်ပြီးမိစ္ဆာစစ်တီတွေကိုပြင်းထန်စွာနှိမ်နင်းလိုက်ပါတယ်ဘာဝန်ကလည်းရန်သူတွေကိုတိုက်ခိုက်ပြီးလောင်ဟန်နဲ့အတူမိစ္ဆာစစ်တပ်တစ်ခုလုံးကိုလုံးဝအနိုင်ယူချေမှုန်းပစ်လိုက်ကြပါတယ်စစ်ပွဲပြီးဆုံးပြီးနောက်ဘာဝန်ကစောက်ကြောက်စပွဲမှာပန်းတီးစားနေရင်လောင်ဟန်ကိုပျောက်ဆုံးနေတဲ့ကလေးတွေအကြောင်းမေးမြန်းလိုက်ပါတယ်။လောင်ဟန်ကလှပတဲ့စာလိပ်ကိုဖတ်ရင်းစစ်ပွဲအတွင်းမှာဘာဝန်ရဲ့မိဘတွေနဲ့ကလေးတွေကိုအန္တရာယ်ကနေကယ်တင်ခဲ့ပြီးနန်းတော်ဘေးဆောင်မှာဘေးကင်းစွာထားရှိထားတယ်လို့ပြောပြလိုက်ပါတယ်။ဘာဝန်ကသတင်းကြားချင်းနန်းတော်ဘေးဆောင်စီကိုဝမ်းသာအားရပြေးသွားလိုက်ပါတယ်။အဲ့ဒီမှာသူ့ရဲ့ဂျိုပါတဲ့အမွှာနဂါးပေါက်လေးနှစ်ကောင်ဟာဘာဝန်ကိုမြင်တာနဲ့အမေဆိုပြီးအပြေးလွှားလာရောက်ပွေ့ဖက်ကြပါတယ်။ဘာဝန်ရဲ့မိဘတွေကလည်းပြုံးရွှင်စွာကြည့်ရှုနေကြပြီးဘာဝန်ကတော့ဝမ်းသာလုံးလို့မျက်ရည်တွေကျတဲ့အထိကလေးတွေကိုအားရပါရပွေ့ဖက်ထားလိုက်ပါတယ်။ကလေးလေးတွေကလောင်ဟန်လိန်ညာခဲ့တဲ့ကိစ္စကိုထုတ်ဖော်ပြောဆိုကြပြီးမိသားစုတစ်ခုလုံးချစ်ခင်စွာပွေ့ဖက်လိုက်ကြပါတယ်။လောင်ဟန်ကလည်းပြုံးရွှင်စွာနဲ့သူ့ရဲ့အမားကိုဝန်ခံလိုက်ပါတယ်။ဒီလိုနဲ့လောင်ဟန်နဲ့ဘာဝန်တို့မိသားစုဟာအခက်အခဲတွေကိုအတူတကွကြော်ဖြတ်